ကျိုင်းတော်မျိုးကအန်မျိုးရီစီကိုသွားပြီးတော့အလူငွေပေးခဲ့တဲ့ပရာဟိတကိုထုံးမင်းပရိသတ်ကြီးပရာဟိတသမားတွေကဘယ်အချိန်မှဘသူကိုလှူရမလဲနဲ့စိတ်ကူးနေကြတာပါဒီလိုမုံမြတ်တဲ့စိတ်ကူးလေးကြောင့်လေပရာဟိတကိုထုံးမင်းကလက်လူသားတို့ခေါ်ဆိုခံနေရတာဖြစ်ပါတယ်ပရာဟိတကိုထုံးမင်းဟာကျိုင်းတော်မျိုးရဲ့အထင်ကြီးဖြစ်တဲ့ရှားပါသွားခဲ့ပြီဖြစ်တဲ့အန်လူမျိုးရီစီကိုသွားပြီးတော့အလူငွေတွေပေးခဲ့တာပါကိုထုံးမင်းကကျိုင်းတော်မျိုးနဲ့အလံဝေးတဲ့တောင်ပေါ်ဒေသထိတွားပြီးတော့ချိုးတဲ့နေတဲ့လူမျိုးတစုကိုတွားရောက်ပြီးလှူခဲ့တာပါအဲလူမျိုးတွေဟာတတိတသက်နေထိုင်ကြတဲ့မျိုးနွယ်စုတွေပါနော်သူတို့ဟာဝစ်စုံအမဲတွေတွားကိုလည်းအမဲတွေဆိုပြီးတော့ယဉ်ကျေးမှုထိမ့်သိမ်းထားတာဖြစ်ပါတယ်အဲ့ဒီလိုတွားအမဲလေးတွေနဲ့လှတယ်လို့ထင်ကြတဲ့လူမျိုးတစုဖြစ်ပါတယ်လှေတွေရေချောင်းလမ်းကနေခက်ခဲစွာနဲ့တွားရောက်ပြီးတော့အဲလူမျိုးတွေစီကိုငွေသား300ကျော်လှူပေးခဲ့တာပဲဖြစ်ပါတယ်အခုလိုအကူအညီလိုအပ်နေတဲ့ချိုးတဲ့တိုင်းရင်းသားတွေစီကိုတကူးတခါသွားရောက်ပြီးတော့လှူခဲ့ရကြောင်းလမ်းကြုံလူချင်းတော့မတူဘူးလို့ဆိုကြပါတယ်။ခေရခဲစေကိုယ်တိုင်သွားရောက်ခဲ့ရကြောင်းပရိသတ်တွေကတော့ပရာဟိတစိတ်အပြည့်ရှိတာထက်ကိုပိုနေတဲ့ပရာဟိတသမားကိုထွန်းမင်းကိုချီးကျူးပြောဆိုနေကြတာပါ။ဒီတော့ပရိသတ်ကြီးရဲ့အဲ့ဒီလိုတိုင်းရင်းသားမျိုးနွယ်စုတွေစီကိုကိုယ်တိုင်သွားရောက်ပြီးလှူနေတဲ့အလှူရှင်မရှိသလောက်ပါပဲ။မှတ်ချက်လေးကိုလည်းပြောပြခဲ့ပါအောင်ရှင်။